Hello မင်္ဂလာပါရှင်ကျွန်မကတော့ဒီနေ့မှာပေါ့နော်ကျွန်မတို့ head ရဲ့ structure and function တဲ့ head ရဲ့ part လေးကိုဆက်သွားမယ်ပေါ့နော်ဒီနေ့မှာ structure အကြောင်းကိုလေ့လာမယ်ပေါ့နော်ဆိုတော့နှလုံးအကြောင်းကိုလေ့လာတဲ့အခါမှာဆိုရင်လည်းအဓိက structure ကနှလုံးကိုပဲအလွှာတွေနဲ့ဘယ်လိုဖွဲ့စည်းရလဲဆိုတာကိုသိဖို့ကလည်းအရေးကြီးရပေါ့နော်structure ဆိုတဲ့နေရာမှာကျမတို့ကပထမဆုံးနှလုံးကိုပြောလိုက်တဲ့အခါမှာဆိုရင်ဒီ comb shape လေးသွေးတွေကိုညှစ်ထုတ်ပေးနေတယ်အလုံးလိုက်တစ်ခုချင်းနဲ့မြင်အဲ့လိုပဲသိကြတယ်ပေါ့နော်အဲ့တော့နှလုံးကလည်းအိမ်တစ်လုံးလိုပဲပေါ့နော်သူက heart wall လို့ခေါ်တဲ့အလွှာလေးတွေနဲ့နေရာနေပေါ့နော်နေရာနေအဖြစ်ဖွဲ့စည်းထားတယ်ပြီးတဲ့အခါမှာဘယ်အလွှာတွေပါဝင်လဲဆိုလို့ရှိရင်တော့outermost layer အနေနဲ့အပြင်ဆုံးအလွှာအနေနဲ့ဆိုရင် pericardium ပါဝင်တယ်ပေါ့နော်middle layer အလဲအလွှာအနေနဲ့ဆိုရင် myocardium ပါဝင်ပြီးတော့ inner layer ပေါ့နော်အတွင်းဆုံးအလွှာအနေနဲ့ဆိုလို့ရှိရင် endocardium ဆိုပြီးတော့အလွှာ၃လွှာရှိရပေါ့နော်pericardium ပေါ့နော် pericardium ကကျတော့ outermost layer ဖြစ်တဲ့နှလုံးရဲ့အပြင်ဆုံးအလွှာဖြစ်ပြီးတော့ဒီ pericardium မှာဆိုလို့ရှိရင် outer walls နဲ့ inner walls ဆိုပြီးတော့ double layer လေးဖြစ်တယ်ပြီးလို့ရှိရင် pleurisas လေးအိတ်လေးတွေနဲ့ surround လုပ်ပြီးတော့ head ကိုကောက်ပေးထားတယ်ပေါ့နော်ပြီးတော့နှလုံးကိုဒီပြင်ပကလာတဲ့ pressure တွေဒီထိခိုက်မှုတွေကနေပြီးတော့ကောက်ခဲ့ပြီးတော့ thoracic cavity အတွင်းမှာနေရာမှန်မှန်လေးရှိနေအောင်တော့ထိန်းထားပေးရမည်ပေါ့နော်။ဒါအပြင်တခြားအစိတ်အပိုင်းတွေ tissue တွေနဲ့ပုတ်တိုင်းမှုမရှိအောင်လည်းဒါကောက်ွယ်ပေးထားတယ်ပေါ့နော်။ဒါသူရဲ့ pericardium ရဲ့ function ပေါ့နော်။ဆိုတော့ကျွန်တော်ကပြောတဲ့ဒီ pericardium မှာ layer နှစ်ခုရှိတယ်outer layer ပေါ့နော် fibrous pericardium လို့ခေါ်ပြီးတော့ inner layer နေကကြတော့ serous pericardium ဆိုပြီးတော့ main layer နှစ်ခုရှိရပေါ့နော်ဆိုတော့ဒီ fibrous pericardium ကကြတော့ inelastic ပေါ့နော်မစွန့်နိုင်မကျုံနိုင်တဲ့ layer ဖြစ်ပြီးတော့အရန်ထူတဲ့ connective tissue တွေနဲ့ဒီ heart ကိုပေါ့နော်နှလုံးကို overstretching အရန်မစွန့်တော့အရန်ကြီးစွန့်တော့စံတော်မျိုးမဖြစ်အောင်သူက CPAP လို့သဘောမျိုးနဲ့ရှိနေပြီးတယ်ပေါ့နော်ပြီးရင် diaphragm နဲ့ sternum တို့နဲ့ချိတ်ဆက်ပြီးတော့သူရဲ့ thoracic cavity အတွင်းမှာပဲနေရာကျကျရှိနေပြီးရပေါ့နော်ပြီးရင် inner wall ကကြတော့ကျွန်တော်ပြောရပေါ့ inner wall ကကြ serous pericardium မှာဆိုရင်သူက layer နှစ်ခုထပ်ရှိတယ်ပေါ့နော်လို့လဲဆိုလို့ရှိရင် partial pericardium နဲ့ biscuit layer ဆို serous pericardium ပေါ့နော်အများသောအားဖြင့် epicardium ဆိုလို့လည်းသိကြတယ်အဲ့ layer နှစ်ခုပေါ့နော်အဲ့တော့ဒီ partial နဲ့ဒီ pericardium epicardium ချမ်းမှာကြတော့ epithelial cells လေးပါဝင်တဲ့ serous membrane လေးတွေရှိတယ်ပေါ့နော်အဲ့ဒီ membrane ကကြတော့ pericardium နဲ့ cavity လို့ခေါ်ရပေါ့နော်အဲ့ဒီမှာ pericardial cavity လို့ခေါ်ရပြီးတော့ space လေးတစ်ခုရှိတယ်အဲ့ဒီ cavity ကနေပြီးတော့ကျွန်တော်တို့ pericardial fluids တွေကို10 to 30 ml secrete လုပ်ပြီးတယ်ပေါ့နော်အဲ့ဒီ fluids တွေက lubricants လို့ပဲကျွန်တော်တို့ membrane တစ်ခုနဲ့တစ်ခုအကြောင်းမှာ friction မဖြစ်အောင်ပေါ့နော်ဖြစ်မှုကို short ချပေးတယ်ပြီးတဲ့အခါမှာနှလုံးခုန်လိုက်တဲ့အခါမှာဆိုရင်ပုတ်တိုက်မှုမရှိဘဲနဲ့ပေါ့နော်တခြား organs တွေနဲ့ပုတ်တိုက်မှုမရှိဘဲနဲ့ချောမွေးနေအောင်လုပ်ပေးထားမျိုးပေါ့နော်ဒါကကျတော့ pericardium ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ myocardium ကကျတော့နှလုံးရဲ့အလယ်လွှာဖြစ်ပြီးတော့သူကအလွှာ၃လွှာထဲမှာအထူဆုံးအလွှာဖြစ်တယ်ပေါ့နော်ဒီလွှာမှာဆိုရင်နှလုံးကအဓိကအကျဆုံးဖြစ်တဲ့ကြွက်သား tissue တွေနဲ့ muscle tissue တွေနဲ့ဖွဲ့စည်းတာဖြစ်လို့ muscle cells တွေနဲ့ဖွဲ့စည်းထားတဲ့ဖြစ်တဲ့နှလုံးကြွက်သားလို့လည်းခေါ်တယ်ပေါ့နော်ဆိုတော့cardiac muscle cell ပေါ့နော်ဒီ cardiac အဲ့ဒီ myocardium မှာရှိတဲ့ cardiac muscle cell ပေါ့နော် cardiomyocytes လေးတွေကဒီတခြား skeletal muscle ပေါ့နော်လက်မောင်းချောတို့ကတခြား skeletal muscle ကြွက်သားတွေလို voluntary control မရှိနေပေါ့နော်ဆိုတော့ anti-voluntary control မှာမဟုတ်နေဘူး involuntary ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီအဓိကဒီ main function ကကြတော့contraction ဆို relaxation လုပ်ပြရပါတော့ဆိုတော့ဒီ myocardium ကနေပြီး control လုပ်လိုက်တဲ့အခါမှာသွေးတွေကို head chamber တွေဖြစ်တဲ့ ventricles တွေဒီ atrials တွေစီကနေ systemic circulation တွေစီစဉ်သွားစီပြီးတော့ relax ဖြစ်နေတဲ့အခါမှာဆိုရင် chamber တွေက blood တွေနဲ့ပြည်လာစေတယ်ပေါ့နော်ပြန်ပြည်လာစေတယ်ပေါ့နော်သူ main function ပေါ့နော်ပြီးတော့သူကဒီလို contraction တွေလုပ်ပြီးတာအပြင်ဒီအုံနောက်ကနေလှုပ်ဆောင်မှုမပါပဲကိုယ်ပိုင်electrical impulses တွေကိုထုတ်လုပ်ပေးနိုင်တယ်ပေါ့နော် AC node ကနေအခြေပြမှုစတင်ပြီးတော့ myocardium ပြီးလို့ရှိရင် heart တစ်လျှောက်လုံးထုတ်လုပ်ပေးပြီးတော့ happy ဖြစ်စေတာမျိုးပေါ့နော်ပြီးလို့ရှိရင်
ဒီမာယိုကာဒီယမ်မှာကကြတော့ကျမတို့ e-bag ပိုင်းမှာကကြတော့နည်းနည်းပို့ထူပြီးတော့ base ပေါ့နော်အပေါ်ဘက် base back ကိုကြတော့တဖြည်းဖြည်းနည်းပို့ပါသွားတယ်ပေါ့နော်ပြီးတော့နှလုံးရဲ့အပေါ်ခန်းလေးဖြစ်တဲ့ atrial state ဖြစ်တဲ့ right atrium နဲ့ left atrium ရဲ့နေရာနေပေါ့နော်နေရာ walls ဒီမှာဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့ muscle cell တချို့ကကြတော့ atrial natriuretic peptide ဆိုတဲ့ hormone တွေကိုထုတ်ပေးတယ်ပေါ့နော်အဲ့ဒီ hormone ကဒီခန္ဓာကိုယ်အတွင်းမှာ blood pressure နဲ့ fluids တွေကို balance ဖြစ်စေတယ်ပေါ့နော်အဲ့ဒီ hormone ရဲ့ function ကကြတော့ပြီးတဲ့အခါမှာဒီ myocardium ကကြတော့ဒီမှာရှိတဲ့ cardiomyocyte cell လေးတွေကတခြား liver တို့ဘာလို့လို့ပြည့်စည်ခါမှာ cell တွေပြည့်စည်တဲ့ခါမှာ generate ပြန်ပြီးတော့မထုတ်လုပ်ပေးနိုင်ဘူးเนาะဥပမာ heart attack ဖြစ်တဲ့ MI ပေါ့နော် myocardial infarction ဖြစ်ပြီးတဲ့အခါမှာဆိုရင်ဒီမှာ cell tissue cells တွေကပြီးသွားတယ်ပေါ့နော်အဲ့လိုမလုပ်နိုင်တော့ဘူးပေါ့နော် function မရှိနိုင်တော့အဲ့ဒီခါမှာတုံ့နိုင်စွမ်းမရှိတဲ့ non contractile scar tissue လေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်တဲ့အခါမှာဆိုနှလုံးကအလုပ်သိမလုပ်နိုင်တော့ပဲအားနည်းသွားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ cardiomyocytes ပေါ့နော်ဒီမှာ cell လေးတွေကAustralia အစင်းကြောင်းလေးပါဝင်နေပေါ့နော် cells လေးတွေကပြီးလို့ရှိရင် branch လေးတွေပေါ့နော်ပြီး cell လေးရဲ့ branch လေးတွေခွဲထွက်နေပြီးတော့ဒီ cells တစ်ခုနဲ့တစ်ခုပေါ့နော်ဒီ cardiomyocyte တစ်ခုနဲ့တစ်ခုကို interfacing အဆုံးချင်းချိတ်ဆက်ပြီးနေတယ်ပေါ့နော်ဘာလဲဆိုရှင် intercalated disc ပေါ့နော်အဲ့ဒါကချိတ်ဆက်ပြီးတယ်ပေါ့နော်အဲ့ဒီဟာနဲ့ချိတ်ဆက်ပြီးတယ်ဆိုတော့အဲ့ဒီ intercalated disc မှာဆိုရှင်အစိပ်ပိုင်းတစ်ခုပါဝင်နေ desmosomes နဲ့ gas junctions ပေါ့နော်အဲ့ဒီ desmosome cell ကကြတော့သူကနှလုံးကအဆင့်မပြတ်ကျုပ်ပြီးကျုပ်လိုက်ဆုံးလိုက်ဖြစ်နေအောင်မှာပေါ့နော်ဒီ cells တွေကမကွာကြအောင်စုပ်ကိုင်ထားတာပေါ့နော်ခံခံမျိုးဆက်ထားပြီးတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီ wire ကြိုးကိုအပေါ်ကကော်လေးနဲ့ဝိုင်ယာကျိုးအပေါ်မှာဆိုရှင်ကျမတို့ဝိုင်ယာကျိုးရဲ့အပေါ်မှာကော်နဲ့အလိုမျိုးလောက်ထားတယ်လို့ပေါ့နော်ဒီ cells တွေတစ်ခုနဲ့တစ်ခုဆက်ထားပြီးတဲ့အခါမှာမပြတ်စီသွားအောင်မပြုတ်ထွက်သွားအောင်ခံခံမဆက်ထားပြီးတဲ့ဘောလိုမျိုးပေါ့နော် desmosome cells ကအခုကျတော့ gas junction ကကြတော့သူကဒီ cells တွေlactic duct တွေကိုထိုးလို့ပြတဲ့အခါမှာ lactic duct ကဒီ cell တစ်ခုနဲ့တစ်ခုနည်းမမတ်ကူသွားလို့ရအောင်လမ်းကြောင်းလေးအနေနဲ့ပေါ့နော်တနေရာနေတနေရာကူသွားပြီးနှလုံးတစ်ခုကိုတပြိုင်နဲ့ပေါ့နော်နှလုံးတစ်ခုစလုံးကိုတပြိုင်နဲ့ control လုပ်အောင်lactic duct တွေကိုထုတ်ပေးနိုင်အောင်အဲ့ junction လေးတွေကလည်းပြီးတော့လုပ်ဆောင်ပေးရပါတော့ဆိုတော့ဒီနှလုံးကဘယ်မှမရမနာအလုံးလုံးနေရတာပေါ့နော်လုံးနေရတာမို့ပြီးလို့ရှိရင်ဒီ coronary artery ကနေပြီးတော့ oxygen နဲ့အာဟာရဓာတ်တွေကိုအစမပြတ်ရယူနေရတာမျိုးပေါ့နော်ဒီ myocardium မှာဆိုလို့ရှိရင်သွေးကြောမြင့်လေးတွေကအလုံးများတယ်ပေါ့နော်နောက်တစ်ခုကကျတော့ endocardium ပေါ့နော် endocardium ကကျတော့နှလုံးရဲ့အတွင်းဆုံးအလွှာဖြစ်တယ်ပေါ့နော်အတွင်းဆုံးအလွှာဆိုတော့ဒီ smooth simple epithelial layer လေးဖြစ်ပြီးတော့နှလုံးရဲ့အတွင်းဘက်မှာပေါ့နော်ဒီ heart chamber တွေ valve တွေ heart muscle တွေကိုလည်းသူကဖောက်အုပ်ထားပြီးတဲ့ပါလွှာတဲ့အလွှာလေးဖြစ်တယ်ပေါ့နော် endocardium မှာကျတော့ဒီမှာ sub layer ပေါ့နော်နည်းနည်းပါလွှာတဲ့ sub layer လေးရောရှိတယ် endothelium တော့ sub endothelial layer sub endocardial layer ဆိုပြီးတော့ပေါ့နော်အလွှာပါလေးရောရှိတယ်ပေါ့နော်ပြီးတဲ့အခါမှာဒီ endocardium ရဲ့ smooth membrane လေးရဲ့အဓိက function ကကြတော့သူက heart ထဲမှာ blood flow ကောင်းကောင်းတိကျချောမွေ့စွာစီးဆင်းစေဖို့အတွက် smooth ဖြစ်အောင်လုပ်ပေးရပါတော့ဆိုတော့အကြောင်းမို့သူရဲ့ function ကြောင့်ဒီ heart chamber တွေစီတွေကိုသွေးတွေစီးတဲ့အခါမှာ stick တွေမဖြစ်တော့ဘူး clot တွေမဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခုကကြတော့ဒီ endocardium ကကြတော့endocardium ကသူ့အလွှာကိုယ်တိုင်နဲ့ပေါ့နော် endocardium ကိုယ်တိုင်နဲ့ဒီမှာ flexible ဖြစ်တဲ့ heart valve လေးတွေပေါ့နော် tricuspid valve, mitral valve, pulmonary aortic valve လေးတွေကိုဖြစ်စေရပါတော့သူအလွှာကိုယ်တိုင်နဲ့ပဲဖြစ်စေထားတာပေါ့နော်ပြီးလို့ရှိရင်ဒီ myocardium က blood တွေနဲ့ခြေကားတွေက blood တွေကိုမရောတော့အောင် barrier အနေနဲ့သူက endocardium layer နဲ့ခြားထားပေးတာမျိုးပေါ့နော်ဆိုတော့ကျမတို့ endocarditis တို့ဘာလို့ဆိုတော့ endocardium မှာ infection ဝင်တာမျိုးပေါ့နော်အဲ့လိုဖြစ်တယ်ဆိုရင်များသောအားဖြင့်ကကျတော့ valve လေးတွေမှာဖြစ်တဲ့ကြတယ်ပေါ့နော်ဒီမှာ infection တွေ bacteria တွေက blood stream ကနေလာတယ်ပေါ့နော်လာတာဆိုလို့ရှိရင်တော့ကျမတို့ endocardium ရဲ့နေရာလေးတွေမှာကက်ကြံနေခဲ့ပြီးတော့အဓိက valve လေးတွေကိုပို့ပြီးတော့ပျက်စီးစေတယ်
အထူးသဖြင့်ကကြတော့နှလုံးရဲ့အဆိုရှင်ပေါ့နော် prosthetic back တက်ထားတဲ့သူတွေမှာဆိုရင်ဒါကိုပို့ပြီးတော့ queue site ကမှမျိုးပေါ့နော်အဲ့လိုပို့ပြီးတော့ဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီ MI ပေါ့နော် myocardial infarction ဖြစ်တဲ့ပေါ့ myocardial damage ဖြစ်တဲ့အခါမှာဆိုရင်လေဒီ endocardium ကို affect ဖြစ်စေနိုင်ပြီးတော့ smooth surface လေးတွေကိုပျက်စီးစေတယ်အဲ့ဒီခါမှာဒီမှာ smooth cell လေးကsmooth layer လေးကောင်းကောင်းလုံးမလုံးနိုင်တဲ့ခါကျတော့သွေးတွေကောင်းကောင်းမစီးဆင်းနိုင်တော့ဘဲနဲ့ပေါ့နော် surface ကသွေးတွေကောင်းကောင်းမစီးဆင်းနိုင်တော့ဘဲနဲ့ဒီ inner wall မှာပေါ့နော် black clot လေးတွေဖြစ်စေတယ် thrombus လေးတွေကိုဖြစ်လာနိုင်စေတယ်ပေါ့နော်ဒါကတော့သူရဲ့ function ကောင်းကောင်းလုံးမလုံးနိုင်တဲ့ခါမှာဆိုရင်ဖြစ်စေနိုင်တာမျိုးလေးပေါ့နော်ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်အချင်းပြန်ချုံမယ်ဆိုလို့ရှိရင် layers ပေါ့နော်နှလုံးမှာရှိရဲ့ pericardium myocardium နဲ့ epicardium layer ရဲ့သူရဲ့ function လေးနဲ့သူဘယ်လိုလုပ်ဆောင်ပြီးနေလဲပေါ့နော်ဆိုတာလေးကိုကျွန်တော်လေ့လာခဲ့တယ်ပေါ့နော်ဆိုတော့နောက်နေ့မှာနောက်တစ်ပိုင်းကိုဆက်ပြီးတော့လေ့လာသွားမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်